ဒါတီးတဲ့ဒီနည်းကိုကျွန်တော်ပြောပြပြီးဆိုတော့နှုတ်ကြီးတဲ့ဟာမှာကျွန်တော်တို့နှုတ်အများကြီးတွေ့တယ်ကျွန်တော် online မှာရှာလိုက်တော့ဒါကတော့ဆိုင်မှာတီးတဲ့တီးနေတဲ့လူတွေရဲ့ဖြစ်နေတဲ့အခက်အခဲပေါ့နော်အခက်အခဲကိုနှုတ်ကြီးတဲ့ဝါဒနာရှင်တွေအတွက်ပြောပြတာနှုတ်ကြီးဖို့ရင်းနှီးလေးတွေတော့ကျွန်တော်အကြံပြုချင်တဲ့သဘောနဲ့ကျွန်တော်မျှဝေတဲ့သဘောပါနော်အဲ့တော့ပထမဆုံးတရားကိုကြည့်လိုက်ပါပထမဆုံးအပေါ်ဆုံးကြောင်းပေါ့နော်သူကတော့အဲ့ဒီအပိုက်ကိုသူက chorus လို့သူကသုံးလုံးထားတယ်သုံးလုံးထားပြီးတော့ဘာလဲဒီမှာပေါ့တော့ရိုးရိုးပဲရေးထားတယ်ဘေးတွေကိုဘာမှဟိုမလုပ်ထားဘူးအတဲ့ပဲရေးထားတယ်သူရေးထားတယ်ဒီကြောင့်တို့ကျွမ်းလောင်စေနေမြချစ်တွေအောင်တော်ဘူးကွယ်အဲ့ဒီမှာသုံးပါးမြောက်မှာဖာဆိုးဆိုတဲ့ဟာဒီဒါသူနာကြလွဲတယ်ပေါ့နော်ဒါဖာဆိုးဆိုတဲ့ဟာမှန်မှာရေဆိုးဖြစ်ရမှာနော်တော့ဒါကတော့ကျွန်တော်တို့လည်းဖြစ်ခဲ့မှုပါတယ်ဒါတော့ကျွန်တော်တို့ဟိုနာကကြားတဲ့ဟာကဖာနဲ့ရေနဲ့သူဖာဆိုးနဲ့ရေဆိုးနဲ့ကမှားတယ်သူအရှိလာတဲ့ကော့ပုံမူတည်ပြီးတော့လွဲသွားတတ်တာပေါ့နော်နာကြလွဲသွားတတ်တာပေါ့နော်အဲ့တော့သူကတော့ဒါလေးမှားပါတယ်နော်ပြီးတော့ရှင်းလုံးတစ်ပါးမှာလည်းသူကဘာလို့တို့ချမ်းလောင်းတဲ့ဒါမှန်တယ်ဒါပေမဲ့ဘေးကကြံခဲ့တဲ့ဟာတော့သူထည့်မရေးလိုက်ဘူးပေါ့နော်ဒါဘေးအပေါ်မှာကျွန်တော်တို့ရေးရင်မရေးရင် G7 လို့ရေးလို့ရှိရင်တော့အဆင်ပြေမယ် G7 လို့ရေးရင်တော့မှပြေကျမပြေမှာအပေါ်မှာဟိုဖာကောက်ကိုပဲတီးရမယ်ဆိုတော့ဟာတခုဘယ်ပဲလဲသုံးမဟုတ်ဘေးမှာဖာကောက်ကိုတီးရမယ်ဘုကဖာကိုထောက်ထားရမယ်ဆိုတဲ့ဟာကိုပေါ်တင်အောင်ရေးလိုက်ပို့ပြည့်စုံမှာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့၅ပါးမြောက်ကိုသွားကြည့်သူကမာလို့ရေးထားတယ် E flat မာလို့ရေးထားတော့အဲ့တော့ A ပြည့်မာဆိုတော့သူက C ကိုရောက်တော့ဒါပေမဲ့သူကအဲ့ဒါကိုဒဲ့နေရေးရပါတော့မာတဲ့တကယ်တော့တီးရမှာတော့တူတယ်ဒါပေမဲ့အဲ့မှာဘာခက်သွားလဲဆိုတော့အမအဲ့ဘေကီတော့ရောက်တော့မှမသိရတဲ့တီးတဲ့လူက fail တွေတီးမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ base key နဲ့တီးရမယ်ဆိုတဲ့ဟာပြဿနာမှာတက်ဘာရောက်လဲသူဒီတစ်ချက်ပဲကြားတယ်နော်သူဒီတစ်ခေါက်မှာတော့သူဒီဘယ်ဘက်လက်ကအဘေးအတန်ဆိုလို့သူကြားလိုက်ကုန်ရတယ်ဒါပေမဲ့ညာဘက်လက်ကိုမကြားတော့ရဒါတော့တွားလေ C ညာဘက်လက်က C သူပြောတယ်မာပေါ့နော်မာပြီးလို့ရှိရင် fa မာပြီး fa ကိုသွားမှာအဲ့လို fa ကိုထည့်ရေးလိုက်ပေါ့နော်ဒါတော့သူနာမကြားတော့ပြန်မှကြားတယ်reminder လို့ရေးတယ်ကျွန်တော် reminder ဟုတ်ပြီ rate ထားလို့ရေးတာပေါ့နော်ထားပါတော့နော်အဲ့မှာသူကလုံးဝကိုလွဲထွက်သွားပြီအဲ့တော့တော်ကိုလွဲသွားပြီးတော့ဆိုလို့မရတော့နိုင်တဲ့အထိကိုပြဿနာတက်သွားပြီပြီးလို့ရှိရင်နောက်တစ်ခုကျတော့ပြန်မှန်သွားတယ်အဲ့တော့ဒီ1 2 3 4 5 6 9ပါးမြောက်ဒီမှာ9ပါးမြောက်မှာဆိုလို့ရေးထားတဲ့ဟာသူကဘယ်လောက်ထိတောင်သူလွဲသွားလဲဆိုတော့တကယ်လို့အတက်ရေးရမယ်ဆိုရင်စုံမဖြစ်ရဘူးလာဖလက်ဖြစ်ရတို့လာဖလက်ဆိုတော့ A ကြီးရလာဖလက်ဆိုတော့ဒီမှာ F ဖြစ်ရF ကိုသူ G လို့ရေးတယ်ဒါရေးတယ်တော့ F ကိုဆိုလို့ရေးထားတော့သူ E ဖြစ်နေတာလေဒီမှာဆိုလဲလို့တိုက်ပတ်ဒီမှာလေဟုတ်လားမဟုတ်ဘူးလားဒါသူကတိုင်းနေတယ်လားအဲ့တော့သူကမှားပါတယ်ပြီးတော့နောက်တစ်ခေါက်ပြန်မှန်တယ်ဟုတ်တော့ဒါဒီမမသိတယ်ဟာပေါ့နော်ဘာလို့အဆိုတော်တက်ကိုဒုက္ခတော်ရောက်သွားနေတယ်အမှားလို့ဟုတ်ပြီနောက်တစ်ရက်ကိုသွားကြအောင်နောက်တစ်လိုင်းဒုတိယတစ်လိုင်းဒီလိုင်းနော်အဲ့ဒါလေးကြည့်အောင်အဲ့ကောင်မှာကျတော့သူကဒီဟာကိုသူက pre လို့သုံးလုံးထားတယ်ဒါတော့မိမိတိုင်းတဲ့လို့သုံးလုံးရဘူးသူရဲ့အာတန်ကိုဒီလိုပေါ့သူပြောတာပေါ့နော်အဲ့မှာကျတော့
သူကကြတော့ဒီလိုဖြစ်နေတော့အရှင်းတစ်ကောမှာကော့တယ်လိုနေတာပေါ့နော်သူကြားတာဘေးတန်ကြားတယ်ဘေးတန်ကမပြောင်းတော့သူကဘေးတန်ကမပြောင်းလို့သူကြားတယ်ပထမဆုံးကမပြောင်းလို့လေမပြောင်းတော့ကော့ကပဲပြောင်းသွားတာအဲ့တော့ဖာဆိုပြန်မှာအဲ့တော့ဖာပဲရေးထားတယ်အဲ့တော့တကော့လို့နော်အဲ့ဒါကလည်းမဟုတ်ဘူးအဲ့ဒါကလည်းမီမိုင်လားဘေးတန်မီမိုင်လားနော်အဲ့လိုပြန်မှာနော်တို့ပြန်နော်ဟာပါလေပြန်ပြီးတော့ကျန်တဲ့နှစ်ကော့အမြင်မှန်သွားတယ်အခုလာမယ့်ဟာမှာလည်းသူကအပေါ်တယောက်နဲ့ပထမဆုံးကော့မှာတော့တူတယ်နော်အဲ့ဒါတူတယ်တစ်ကော့ကြံခဲ့တယ်တကယ်ကနေနော်ဒုတိယပါငါပါ6ပါးမြောက်အဲ့မှာတော့တစ်ကော့ပဲနောက်တစ်ကော့ထပ်လုံးနေပြန်ရောခုနလိုပဲသူကမှားတာအဲ့ဒါပြန်မနော်အဲ့ဒါပြန်မှာဟိုသူကတစ်ကော့လေးရေးထားတယ်တစ်ကော့ခြံခဲ့တယ်သူတစ်ကော့မကြားလို့ဖြစ်နေမှာပေါ့နော်ပြီးလို့ရှိရင်သူမှန်သွားပြီဟိုကကြတော့လာဖလက်လေးရေးထားတာကြတော့ဒါလည်းမှန်သွားပြီနော်ပြီးရင် re major so အဲ့ဒါမှန်အဲ့ဒါမှန်နော်ဟုတ်အဲ့တော့ तू ကနောက်ပိုင်း3ပါးလုံး3ပါးခွဲလုံးမှန်တယ်အရှိရဟာတွေနည်းနည်းချင်းမှားနေနော်ဒါမှားတတ်တယ်မှားလဲကျွန်တော်ထောက်ပြတာပါနော်ကျွန်တော်ဆရာကြီးတို့တော့ပေါ့